အားလုံးပဲမင်္ဂလာပါ Football by Vio ကနေကြိုဆိုပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့ဘောလုံးသမိုင်းမှာအကောင်းဆုံး3ယောက်အတွေ့ကစားခဲ့ကြတဲ့ကစားသမားတွေရဲ့အကြောင်းကိုတင်ဆက်ပေးမှာပါပထမဆုံးအနေနဲ့လီဗာပူးအသင်းကမိုဟာမက်ဆာလာမာနီဖာမီနိုတို့ပဲဖြစ်ပါတယ်ဒီအတွေ့ကတော့ဂျာဂန်ကလော့ရဲ့ heavy metal football ကိုအပြည့်အဝပြန်သွန်းခဲ့တဲ့သူတွေဖြစ်ပါတယ်ဒီ3ယောက်ကတော့တကယ်ကိုအနေရများတဲ့တိုက်စစ်3ယောက်ပါသူတို့ကဘောလုံးကိုလှလှပပကစားရုံနဲ့မဟုတ်ဘူးဘောလုံးဆုံးသွားတာနဲ့3ယောက်လုံးချက်ချင်းပြန်လိုက်ကစားတကြတယ်နောက်ခံလူတွေဆိုဘောလုံးကိုအရှိကူတော့မပို့ရဲပါဘူးအမားတစ်ချက်လှုပ်လိုက်တာနဲ့ချက်ချင်းဂိုးပေးရနိုင်လို့ပါမိုဟာမက်ဆာလာကတော့အားလုံးတိတဲ့အတိုင်းပါပဲညာချမ်းကနေဘောလုံးဆွဲဝင်လာပြီးဘေးချီနဲ့ကန်လိုက်တဲ့အချိန်တိုင်းဂိုးသမားကြီးကြောက်ရတယ်သူ့ရဲ့ကန်ချက်တွေကမြန်နေတိကြတယ်တခါတလေနောက်ခံလူတွေတိပြီးသားဖြစ်ပေမယ့်တားလို့မရပဲအမြဲဂိုးပေးရလိရှိပြီမောအရန်ဆန်တဲ့ကန်ချက်တွေကိုပိုင်ဆိုင်ထားတဲ့သူပါမာနီကတော့အရန်မြန်တဲ့ကစားသမားပါ space နည်းနည်းရတာနဲ့နောက်ခံလူတွေကိုအတားလေးကြော်ထွက်သွားနိုင်တယ်သူကဘောလုံးရတာနဲ့ဂိုးဘက်ကိုတန်းသွားတတ်တဲ့သူအာမအပြည့်နဲ့ကစားတာကြောင့်ပရိသတ်တွေအရန်ကြိုက်ခဲ့ကြတယ်ဖာမီနိုကတော့ဒီအသင်းရဲ့အရေးကြီးဆုံးအပိုင်ပဲသူကဂိုးသွင်းတာထက်အသင်းပေါ်တွေဂိုးသွင်းနိုင်အောင်အနေရဖန်တီးပြီးတာပုံများတယ်တခါတလေနောက်ခံလူတွေကဖာမီနိုကိုလိုက်ရင်ဆာလာနဲ့မာနီအတွက်နေရာလွတ်တီပေါ်လာတတ်တယ်ဒီ3ယောက်ရဲ့နားလည်မှုကကောင်တာစပြီဆိုတာနဲ့ပရိသတ်တွေထိုင်နှုံမထိုင်နိုင်ခဲ့ကြပါဘူးဒီ3ယောက်က2019ခုနှစ်မှာလီဗာပူးကိုချန်ပီယံလိဖလားပြန်ယူပေးနိုင်ပြီးနှစ်ပေါင်များစွာစောင့်ခဲ့ရတယ်အောင်မြင်ကိုပြန်ယူပြီးခဲ့တဲ့အကောင်းဆုံး3ယောက်တွဲပဲဖြစ်ပါတယ်နံပါတ်2ရီယယ်မက်ဒရစ်အသင်းကိုဥရောပရဲ့ဘုရင်ဖြစ်စေခဲ့တဲ့အချမ်းဆုံးတိုက်စစ်3ယောက်ဖြစ်ပါတယ်သူတို့ကတော့ BBC ဆိုတဲ့တိုက်စစ်အတွေ့အကြုံတွေပဲဖြစ်ပါတယ်ခရစ္စတီယာနိုရိုနာဒိုကရင်ဘန်ဇီမာဂက်ရက်ဘေးလ်ဒီ3ယောက်ကတော့လှလှပပကစားတာထက်အသင်းတိုင်းကိုကြောက်စေတဲ့ဂိုးသွင်းနိုင်စွမ်းတွေကိုပိုင်ဆိုင်ထားတယ်ရိုနာဒိုကတော့ဘောလုံးရလိုက်တာနဲ့ဂိုးအဖြစ်ပြောင်းလဲနိုင်သူပါပင်နတီဧရိယာထဲမှာနီးယားနည်းနည်းလေးပဲရရင်တော့ဂိုးသွင်းနိုင်တယ်ခေါင်းတိုက်တာဆိုလေအားပြင်းတယ်အဝေးကန်ချက်တွေဆိုဂိုးသမားတွေမတားနိုင်တာများတယ်ဖရီကစ်ကန်မယ်ဆိုပရိသတ်တွေတော့ထိုင်မနေနိုင်ဘူးတခါတလေဘောလုံးကိုကန်လိုက်တဲ့ပုံစံကဒုံးပြန်ပစ်လိုက်တယ်လို့ပဲဘေးလ်ကတော့သူစားပြီးပြီဆိုတာနဲ့နောက်ခံလို့ကြောင်တောင်တောင်တီဖြစ်ကုန်တယ်အရှင်ကအယမ်းမြန်လို့လိုက်ရင်းနဲ့ကြံခဲ့တာများတယ်2014ကိုပါဒရီဖိုင်နယ်မှာဘာထရာကိုဘေးကနေအရှင်နဲ့ကြော်သွားတဲ့ဂိုးကအခုထိလူတွေမိမရသေးဘူးဘောလုံးဆွဲပြေးလာတဲ့ပုံစံကရက်လို့မရတဲ့ယထာတစိမ့်လို့ပဲပြီးတော့ဘေးချီနဲ့ကန်တဲ့ကန်ချက်တွေကအယမ်းပြင်းနေဘန်စီမာကတော့အယမ်းတိတ်ဆိတ်တဲ့ကစားသမားပါပဲသူကအမြန်ပြေးတဲ့ skill တွေမလုပ်ပြီးမြဲဘယ်နေရာမှာရက်နေရမလဲဆိုတာသိတယ်တခါတလေနောက်ခံလူတွေတတိမထားမိတဲ့အချိန်မှာနေရာလွတ်သေးဝင်ပြီးဂိုးသွင်းသွားတတ်တယ်သူ့ရဲ့ရွေးရှားမှုကြောင့်နောက်ခံလူလိုင်းတစ်ခုလုံးကတ်သွားတတ်တယ်ရိုနာဒိုနဲ့ဘေးအတွက်ပါနေရာလွတ်တွေဖန်တီးပေးနိုင်တယ်ဒီ3ယောက်ပေါင်းလိုက်တဲ့အချိန်မှာတော့ရီယယ်မက်ဒရစ်အသင်းကချန်ပီယံစ်လိကို3နှစ်ဆက်တိုက်အုပ်စိုးခဲ့ပြီး BBC ဟာအကောင်းဆုံးတိုက်စစ်3ယောက်တွဲတွေကတစ်ဖွဲ့ဖြစ်ပါတယ်ဒီတိုက်စစ်မှုတွေကဂိုးသွင်းရုံနဲ့မဟုတ်ဘူးသူတို့ဘောလုံးကိုထိလိုက်တာနဲ့ဘောလုံးကွင်းတစ်ခုလုံးတိတ်ဆိတ်သွားတဲ့အထိအန္တရာယ်ရှိခဲ့တဲ့သူတွေပါပထမဆုံးကတော့ဘာစီလိုနာအသင်းကအမ်မဆန်ဆိုတဲ့အတွေ့အကြုံတွေပါပဲသူတို့ကတော့လီယိုနယ်မက်ဆီလူးဝီဆွာရက်စ်နဲ့နေမာတို့ပဲဖြစ်ပါတယ်ဒီ3ယောက်ရဲ့ပေါင်းစပ်မှုကတော့ဘောလုံးပွဲတစ်ခုလိုမဟုတ်တော့ဘဲနဲ့အမှုပညာရာသားတစ်ခုလိုပဲခံစားရပါတယ်မက်ဆီကတော့မက်ဆီဆိုတဲ့အတိုင်းပဲဘောလုံးကိုခြေထောက်မှာကတ်ထားသလိုလိန်နာခောက်တာတွေလုပ်လို့ရှိပါတယ်နောက်ခံလူ2ယောက်3ယောက်ကြားကနေလွယ်လေးထွက်သွားနိုင်တယ်နောက်တစ်ယောက်ကတော့ဆွာရက်စ်ပါပနတီဧရိယာတွေရောက်တာနဲ့ဂိုးသမားတွေအတွက်အိမ်မဆိုးပါပဲအခွင့်အရေးတော့ဝက်ပဲရရင်တော့ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ skill ရှိသူဖြစ်ပါတယ်နောက်တစ်ယောက်ကတော့နေမာပါအားလုံးသိကြတဲ့အတိုင်းပဲလမ်းဘေးဘောလုံးကစားတဲ့ style နဲ့နောက်ခံလူတွေကိုရင်တပ်ရှူမောပွဲကောင်းအောင်ပြတယ်လိန်နာခောက်တာတွေပါလုပ်တယ်2015တုန်းကဒီ3ယောက်တွဲအဖွဲ့ကယူရိုပတစ်ခုလုံးကိုဖျက်ဆီးခဲ့ပြီးတော့ချန်ပီယံလိဖိုင်နယ်မှာတော့ဂိုးတွေသွင်းပြီး trophy ယူသွားခဲ့ပါတယ်
အခုတော့ဘောလုံးသမိုင်းအသစ်စနေပြီ Real Madrid အသင်းရဲ့တက်သစ်စလူငယ်တွေဖြစ်တဲ့ Vinicius Junior, Kylian Mbappe, Rodrigo တို့ပဲဖြစ်ပါတယ်သူတို့ရဲ့အပြေးအားအလုတ်လုတ်တဲ့အားကအယမ်းကိုမှမြန်ပါတယ်တိုက်စစ်စပြီဆိုတာနဲ့နောက်ခံလူတွေဘာမှလုပ်မရအောင်ဖြစ်ကုန်တယ်ဒါဆိုခမားအမြင်မှာသမိုင်းတစ်လျှောက်အကျန်းဆုံး3ယောက်တွေကဘယ်ဖွဲ့လဲကိုမမရေးခင်နော်